ခုနဟာဒုတိယပိုင်းလေးပေါ့နော်အဲ့ဒါလို့ပေးလိုက်တယ်ပေါ့နော်ပေးတယ်ပေါ့တောင်းတယ်ပေါ့တောင်းရလူကလည်းတောင်းတယ်ဟိုကလည်းဟိုအမျိုးသမီးဇောနဲ့ဆိုတော့ပေးတယ်ပေါ့နော်ပေးတဲ့ခါမှာတပတ်လောက်ကြော်တော့မရောက်ပြန်အောင်လူရှင်ပြောမယ်ဗျာနော်မရောက်ပြန်အောင်တတိအဓိကတတိပေးချင်တာပေါ့အဲ့ကကျတော့အဲ့ဒီလူသားကိုသူကစာလိုက်ပါတွက်လိုက်အောင်တွက်တယ်ပေါ့ဗျာစာရပို့ပြီးတော့ဟာတဲ့ငါတူတဲ့မင်းကလည်းတိုက်ခိုက်ရမ်းများနေရတဲ့နောက်ရှိလည်းရမ်းများနေရတဲ့အဲ့ဒါကြောင့်လည်းမင်းမျိုးသမီးမင်းပြန်မလာတာတဲ့တပတ်လောက်ဖြစ်နေပြီလေနော်ပြန်လည်းမလာသေးဘူးအဲ့တော့ပတ်စံထလို့ချင်တယ်တောင်းချင်တယ်ဟိုကလည်းဘူးမသိကိုမသိမိမဆောင်နေဆိုကြောက်တော့နော်အဲ့မှာလည်းမွေးတက်ကလေးဘာညာကြီးနဲ့ချင်းချောက်စခိုင်းလေးရှိမှာပေါ့ဗျာနော်ပြောမှာပဲဒါပြောမှာပဲဒါဖြစ်ပူးခဲ့လူရှိတယ်ရန်ကုန်မှာတချို့ကျွန်တော်နဲ့ဒီပညာညီကိုပိုင်းနေကျွန်တော်တို့ဒီလော်ဂီဆရာပိုင်းနေမှာလည်းအဲ့လိုမျိုးလေးတွေဖြစ်ပြီးတော့လာရီလည်းအများကြီးရှိတယ်အခုကကျွန်တော်သတိပေးတာပါနော်အဲ့တော့တိုက်ခတ်ချင်တာမဟုတ်ပါဘူးသတိပေးတာပါတေးချာလောက်ကြပါအဲ့ဒီခါကျတော့နောက်ဘယ်လိုဖြစ်လဲဆိုတော့ကနမင်းလေးပါဟိုတဲ့ပွဲပေးရမယ်တဲ့နမင်းလေးပါပွဲပေးရင်တပွဲကိုလား1သိန်း1000ဆိုလားမသိပါဘူး၄ပွဲပေါ့နော်အဲ့တော့4သိန်း4000ဖြစ်သွားတာပေါ့နော်အဲ့ဒီခါကျတော့သူစီမှာလည်းဒီလူစီမှာလည်းပတ်စံလည်းအစင်လောက်မပြေဘူးဖြစ်တာတော့ကျွန်တော်ဒီဖားကံမှာပါနော်ဖားကံဖြစ်တာအစင်မပြေဘူးဒီမှာလည်းအချိန်နေမကောင်းတဲ့ခါကျတော့အစင်မပြေဘူးရှင်မပြေတဲ့ခါကျတော့သူကအမှသူ့ရဲ့ဆိုင်ကလေးသူကပေါင်မှာဆိုင်ကလေးပေါင်ပြီးတော့အရာပတ်စံတွေလုတ်မယ်ပေါ့နော်လောက်တွေးတာမှာဖြစ်ချင်တော့သူ့ရဲ့ဒီအတိမိတ်ဆွေတွေကဘယ်လိုလဲဘယ်ညာလဲဆိုတော့ကျွန်တော်စီလာပို့တယ်ပေါ့ပို့တဲ့ခါကျတော့ဟာဘယ်လိုဖြစ်တာလဲပေါ့အမေကြီးတို့တက်ချက်ကြည့်တဲ့ခါကျတော့ဒီလူစီမှာလည်းကန်လေးညံ့နေရလွဲလို့အဲ့လိုစိုးစိုးမရှိဘူးเนาะအမျိုးသမီးကလည်းကန်ညံ့နေရမှန်တယ်သူ့ပေမဲ့ဟိုပထမပြောတော့2000ခွဲတို့9000တို့တသိန်းဘယ်လောက်1000 1000တို့ဗလားသိရမလားဟိုမှာသိရမလားအခု boost တွေပါလုပ်ပြီးတော့ဘယ်လည်းမပြောတတ်တော့ဘယ်တစ်ခါမလုပ်ဘူးတဲ့ခါကျတော့အဲ့ခါကျတော့ဘာလဲပေါ့နော်ဟိုတောင်းတာကြီးကရရဆက်ဆက်ကြီးပေါ့နော်အဲ့တော့လူရင်းတူချင်းပြောရမယ်ဆိုရင်ဗျာ line မှာရှိတဲ့ဒီမျိုးဘယ်နည်းရတင်ပြန်လာဘယ်နှလားဘလို့ပြန်လာတာဘလို့ဖြစ်တာဘလို့အစီအင်းနဲ့အပ်တာဘာညာနဲ့အဲ့မို့ရှိကောင်းရှိမှာပါเนาะတကယ်တက်ဆရာရှိမှာပါတကယ်တော်ရဲ့ဆရာရှိမှာပါเนาะသို့ပေမဲ့လည်းဒီလိုခဏခဏဂျင်းတဲ့ခံရပေါင်းကမနေဘူးဖြစ်နေရမနေဘူးဖြစ်နေရเนาะခဏဖြစ်နေရအဲ့တော့ကျွန်တော်ဒီမှာရှိရဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ရဲ့အသည့်တွေတိတယ်လူဖြစ်မတိတယ်ဖြစ်ပေါ့เนาะအကုန်လုံးသတိထားကြပါအမှုအစီအင်းနဲ့အမှတ်ဆိုရင်နီးစက်ရအတိတက်ကျွမ်းတဲ့မျက်နှာတွေ့တော့၎င်းတကယ်စိတ်ချတဲ့လူမှအကြပါလောက်ကြပါကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဟိုဗီဒီယိုကတော့အရှိမရလို့ဗျာကျွန်တော်လည်းကိစ္စလေးရှိလို့เนาะအဲ့တော့သတိထားစေချင်ပါတယ်အဲ့တော့ line မှာရှင်သတိထားကြပါအလုံးအစင်းအတာတော့၎င်းကိစ္စပါတော့ဒီမွေးတက်ကလေးပါညာတွေဆိုရင်မဖြစ်နေမပေးကြပါနဲ့အနေရှိပါတယ်အဲ့တော့အားလုံးအနေကင်းပေးရှင်နဲ့လောက်ကြပါကိုင်းမလို့ကျွန်တော်မှာချင်ပါတယ်ဒီနေ့တလောက်ပါပဲဗျာเนาะ